Hello，大家好，欢迎来到小小王国线上教学课堂，我是王老师。အားလုံးပဲမင်္ဂလာပါလက်တ Embarra Chinese Online Class မှာပြန်လည်ကြိုဆိုပါရစေ王老师ပါ။ Okay ဒီနေ့ဒီဗီဒီယိုကပါလဲဆိုလို့ရှိရင်老师တို့ရဲ့2026မှာပြောင်းလဲမဲ့ဒီ HSK exam အတွက်老师တို့ sample question ပုံစံလေးထွက်လာပါပြီ။ဆိုတော့老师ကြည့်တဲ့အရာတော့老师တို့1 2မှာတော့အရင်ရောတိတိတတ်တာမရှိပေမဲ့လည်း3 4မှာတော့အရင်ရောပြောင်းလဲမှုတွေတွေ့ပါတယ်ဆိုတော့ဒီဗီဒီယိုကတော့老师တို့ HSK 1ကိုအရင်တင်ပေးမှာဖြစ်ပါတယ်ဆိုတော့老师တို့ကြည့်ကြည့်ရအောင်နော်好ဒါက老师တို့ရဲ့ပုံစံအဟောင်းပေါ့နော်ပုံစံဟောင်းဆိုတော့老师တို့screen share တာနှစ်ဖက်စလုံး老师 share ပေးမြင်ရလားမသိဘူးဟုတ်နောက်ဆိုကြည့်ကြည့်အောင်နော်ဆိုတော့ဒါကပါလဲဆိုလို့ရှိရင်老师တို့ left and right နှစ်ဖက်ပေါ့နော်老师ပြပေးထားတယ်ဒါရဘာလို့ဒီမှာပေါ်နေလဲ老师လည်းမသိဘူး okay ဟာဆိုတော့သူကပါလဲဆိုလို့ရှိရင်老师တို့ဒီဘယ်ဘက်ကဟာက老师တို့အထက်ပါရှင်းပန် HSK ပါညာဘက်ကဟာတော့老师တို့အဟောင်းပေါ့နော်老师တို့နှစ်ခု老师ရှင်းပြပေးထားတယ်ဆိုတော့ပုံရည်စုစုပေါင်းပုံရည်နဲ့မှလည်းတွက်လိုက်လို့ရှိရင်တော့ဘာမှတော့တိတ်ပြောင်းလဲမှုမရှိပါဘူးဝမ်းမှာတော့ဆိုတော့ဒီမှာက听力ကလည်း老师တို့ပါလဲ5ပုတ်စီ4部分1部分2部分3部分4部分ဟုတ်တယ်နော်ဒီဘက်မှာလည်းအဟောင်းကလည်းဒီလိုပဲဆို5ပုတ်စီအပုတ်20စုစုပေါင်းပြီးလို့ရှိရင်တော့老师တို့ပါလဲမိနစ်အချိန်ကညော့သွားပါတယ်ဒါ15မိနစ်ဒါအရင်တော့အဟောင်းက15မိနစ်အတိမှာကြတော့老师把12မိနစ်ဖြစ်သွားမယ်12分钟နော်阅读 reading ဘိုင်းမှာလည်းအဲ့လိုပဲ老师တို့ပါလဲ4ပိုင်းပိုင်းထားတယ်ဘာမှသိပြောင်းလဲတာမရှိဘူးပြောင်းလဲတော့သူကအပေါ်က3မိနစ်ကအောက်ရောက်သွားတယ် reading ဘက်မှာမိနစ်20ဖြစ်သွားတယ်ဆိုတော့ဒီအဟောင်းမှာတော့19နဲ့15အဲ့လိုခွဲတာဆိုတော့ဒီမှာကစုစုပေါင်းအချိန်ကပါလဲဆိုလို့ရှိရင်35မိနစ်လို့ပြောဒီမှာကြတော့စုစုပေါင်း40လို့ပေးထားတယ်ညာနော်ဆိုတော့သူကပါလဲဆိုတော့20သူဘယ်လိုပေါင်းလဲတော့မသိဘူးညာနော်20နဲ့12နဲ့ပေါင်းလိုက်တော့40လို့ရေးထားတယ်ဒီနောက်မှာတော့စတိတ်နောက်မလဲဘူးညာတော့ဒါတော့ sample သူတို့ထွက်တဲ့ဟာဒါအတိအကျထွက်လာလို့ရှိရင်ပိုသိအောင်မပေါ့နော်ဆိုတော့အောက်မှာလဲလို့ဆိုတော့ဗာလဲဆိုလို့ရှိရင်ဒါအတိတ်ကဒီလိုလေးပါအဟောင်းကဘယ်လိုလဲဆိုရင်တော့ဆိုတော့အိမ်တော့အတိုင်းပဲလို့ဆိုတော့ဗာလဲဒီလိုသူကတခါတဲ့အမှားအမှန်လို့ဆိုတော့အဟောင်းတော့ကကျတော့1 to 5ကအမှားအမှန်သူကကျတော့ ABC ဆိုတော့ဒီမှာလို့ဆိုတော့ရှိတဲ့第二部分က第一部分မှာရောက်လာတာပေါ့နော်ပြောမယ်ဆိုလို့ရှိရင်第二部分ဟာ第一部分ရောက်လာမယ်第二部分6ကနေ30ကျတော့တော့ပါလဲဆို今天天气怎么样ဆိုတန်းပြီးတော့老师တို့ပါလဲဆိုလို့ရှိရင်ဒီဟာပါလဲစာဖြေတဲ့ဟာပါတယ်老师တို့အဟောင်းကကြတော့ပါလဲဆိုလို့ရှိရင်ပုံလေးကြီးပဲရွေးရတယ်ဟုတ်တယ်နော်30အထိဒီမှာက6ကနေ30ကျတော့တော့今天天气နည်းနည်းကြီးပေးပါမယ်မမြင်အောင်တင်တယ်ညာနော်今天天气怎么样ဆိုလို့ရှိရင်老师တို့ပါလဲမေးခွန်းအဓိကတော့老师ထင်တာအမေးကိုတေချာလေး question ကိုတေချာနားလည်ပြီးတော့ဖြေတော့အောင်တော့怎么样ဆိုလို့ရှိရင်很好听ဆိုတာဆိုလို့ရှိရင်မားတော့ဒါကွာတော့နော်6နဲ့30အရင်ကကျတော့老师ပါလဲဆိုရင်6ကနေ30ကနံပါတ်第二部分对吧第一部分嘛အရင်က第二部分ဖြစ်သွားတယ်ပြီးရင်11ကနေ15ကျတော့你好很高兴认识你ဆိုတဲ့ဟာကြမှာဒီဟာကိုလာပါတယ်ညာတော့ဒီဟာလာတယ်ဒီဟာနဲ့အတူတူပဲညာတော့ဆိုတော့第三部分ဆိုတော့သူ့ရဲ့第三部分ကတော့ဘာမှတိပြောင်းလဲတာမရှိဘူးအတူတူပဲ第四部分ကြည့်အောင်第四部分ကလည်းအတူတူပဲညာတော့第四部分也是一样的ဆိုတော့ဒါက listening ပါဆိုတော့ listening မှာက第一部分ဟာအမှန်အမှန်ကြည့်တဲ့ဟာမရှိတော့ပါဘူးတန်းပြီးမှပဲသူက ABC ရွေးတာဖြစ်သွားမယ်ဒီဟာဖြစ်သွားမယ်ဆိုတော့15ပုတ်ဖြစ်သွားတယ်15ပုတ်ညာတော့15ပုတ်ပြီးရင်ဒီဟာစပါလဲ20ပေါ့ညာတော့ဒီ20အထိဖြစ်သွားတယ်ဟဲ့好再来一个是老师的 reading ပိုင်းမှာ我很喜欢这本书ဆိုတော့ ABC ဆိုတော့老师တို့လည်းထိုနည်းလည်းကောင်းပဲဒီအမှန်ဟာလေးကိုဖြတ်လိုက်ပါပြီမရှိတော့ဘူးမရှိပဲနဲ့ဒီဟာလေးတန်းရောက်သွားပါပြီ26 30ဟာကိုသူရှေ့တိုးလိုက်တယ်ပြီး26 30ဟာကျတော့老师တို့ပါလဲဆိုလို့ရှိရင်ဒီဟာ31ကနေ35ဟာပုံစံလေး老师တို့26 30မှာတွေ့ရပါတယ်နောက်31ကနေ35ကျတော့သူကဘာဖြစ်သွားလဲဆိုလို့ရှိရင်ဒီဟာ老师တို့36ကနေ40ပုံနဲ့အတူတူပဲရွေးလိုက်တဲ့ဟာလေးခေ好第四部分ကျတော့သူကပါလာလဲဆိုလို့ရှိရင်请问现在几点了ဆိုတော့ answer the question ကိုလည်းဖြစ်မှာမဟုတ်တော့ပါနဲ့ဆိုတော့
请问现在几点了？说话人想知道什么？ဆိုတော့ဒီ sentence ကိုဒီ question ကိုကောင်းကောင်းနားလည်သလား sensitive တဘောပါဆိုတော့သူပါသိချင်တာလေတဲ့时间အချိန်名字房间အခန်းကိုမိတာလားဆိုတော့ဆို question word တွေသိချမှတ်ရအောင်什么ကပါမရလဲ谁ကပါမရလဲ几点ကပါမရလဲဒါလေးတွေပြောင်းလဲသွားပါတယ်ဆိုတော့အရင်တော့ကြီးကြီးမားမားကြီးတော့လို့ဆိုတော့သိမထင်ဘူးနည်းနည်းလေး question form ပုံစံလေး question word တွေနည်းနည်းလေးနားလည်အောင်သူတို့ပို့ပြီးတော့ဗာလဲပုံအမှားအမှန်ဟာလေးကိုဖြုတ်လိုက်တာပါဆိုတော့ဒါက老师တို့ရဲ့ HSK1 ရဲ့ sample question လေးပါကဲ好的那这个视频呢就到这里了我们后面还会继续再来第二册HSK 2级的慢慢来好吗好的那我们就先再见啦下次见